ကဲဒီကနေ့ပြောချင်တာလေးကတော့ဦးချင်းစင်းရဲ့အကြောင်းလေးဦးချင်းစင်းရဲ့အဘိနာသုံးမှာတော့ဇရဓမ္မောမိဇရအနာတိတောတိအဘိနံပစ္စဝကိတပံအဲ့ဒီလိုဟောထားပါတယ်ဇရဓမ္မောမိငါဦးရမယ်ဇရနာတိတောတိငါဦးခြင်းတရားကိုမလွန်မြောက်နိုင်ဘူးအဘိနံပစ္စဝကိတပံအမြဲမပြတ်အဲ့ဒီလိုဆင်ခြင်နေရမယ်ငါဦးရမယ်ငါဦးခြင်းတရားကိုမကျော်လွန်နိုင်ဘူးအဲ့ဒီလိုအမြဲဆင်ခြင်ရမယ်လို့မြတ်စွာဘုရားဟောကြားတော်မူပါတယ်ဦးခြင်းတရားဆိုတာကတော့ယုတ်တရားနံတရားရင့်ရောနေတာကိုဦးခြင်းတရားလို့ပြောတာစက္ကမလယုတ်တရားနံတရားတွေဟာရင့်ရောပြီးတော့နေတာအဲ့ဒါဦးခြင်းတရားတဲ့ယုတ်တရားနံတရားတွေရင့်ရောနေတာကိုဦးခြင်းတရားလို့ခေါ်တယ်စက္ကမလယုတ်တရားနံတရားတွေရင့်ရောနေတာတာမန်မျက်စိနဲ့ကြည့်ရင်တော့မမြင်ဘူးတာမန်ပုဂ္ဂိုလ်တွေလည်းမမြင်နိုင်ဘူးဘုရားယန္တာတွေမှသာလေမြင်နိုင်တယ်ပေါ့ဝိပဿနာတရားကိုအားထုတ်ပြီးတော့ဝိပဿနာဉာဏ်นี่ရင့်တန်နေတဲ့ပုဂ္ဂိုလ်တွေဆိုရင်တော့မြင်နိုင်မှာပေါ့ဒီယုတ်တရားနံတရားတွေရဲ့ရင့်ရောနေတာဟာဦးခြင်းတရားပဲတမန်ပုဂ္ဂိုလ်တွေဦးခြင်းတရားကိုဘယ်လိုသိကြသလဲတမန်ပုဂ္ဂိုလ်တွေဦးခြင်းတရားကိုသိတာကတော့ယွတ်တရင်းယိုခွေးရိုင်နှွဲ့လို့တွေးမိုင်းတဲ့နဲ့လက်ချစ်တော့အသားရည်တွေကယုတ်တိယွတ်တော်တွေဖြစ်နေတယ်အသားရည်တွေတွဲနေတယ်ခန္ဓာကိုယ်တွေကချွတ်ယွင်းနေတယ်ကြည့်လိုက်တာနဲ့ခန္ဓာကိုယ်ဟာအရင်တော့ငငယ်တော့လို့ပြည့်ပြည့်ဖြူဖြူလေးမရှိတော့နုနုညံ့ညံ့သိမ့်သိမ့်မွမွမဖြစ်တော့ရင့်ရောပြီးတော့ကြမ်းတမ်းပြည့်နေတယ်အသားအရည်တွေအသားရည်တွေကတွဲနေတယ်ခွေးရိုင်းနှွဲ့လို့ခန္ဓာကိုယ်ကလည်းသွားလို့ရင်ခါကုန်းခါကစောင်းသွားလာတာကနှစ်ဒီနှစ်တော့နဲ့လူငယ်တွေလိုမသွားနိုင်တော့တွတ်တွတ်လက်လက်ဖြက်ဖြက်လက်လက်မသွားနိုင်တော့တွေးမိုင်းတဲ့နဲ့လက်ချစ်တော့တွေးဝေးဝေးနဲ့နေတာမိုင်းဒီမိုင်းတိုင်းနဲ့နေတာလက်ဒီချီရရတယ်သွားလာတာတုံတုံဆက်ဆက်ဖြစ်နေတယ်နေတိုင်းမတဲ့ရက်တွေကုန်ပြီးအသက်မသေးုံကြံမှာတော့နေရထိုင်ရတာလဲမသက်သာအိုးနေမှာတော့နေရထိုင်ရတဲ့ဖယ်သက်သာမှာလေခန္ဓာကိုယ်ကြီးကလေးလာမယ်သွားရလာတာကစိတ်တိုင်းစိတ်သွားတိုင်းကိုမပါတော့စိတ်သွားတိုင်းကိုမပါနိုင်တော့အဲဒါကြောင့်နေရထိုင်ရတာမသက်သာသက်တောင့်သက်သာမရှိဘူးငယ်ငယ်တော့လို့မဟုတ်တော့ရက်တွေလာတွေကုန်ပြီးတော့အသက်မသေးုံပဲကြံတော့တယ်ခန္ဓာကိုယ်ကြီးကပျက်စီးနေရပါတော့ဦးခြင်းတရားတွေကြောင့်ဇရာမီးတွေတောက်လောင်နေဇရာမီးတွေကသေအောင်မြိုက်တယ်ဇရာမီးတွေသေအောင်မြိုက်တဲ့အတွက်ကြောင့်အသက်မသေုံပဲကြံတော့တယ်သိရတော့မယ်အယိုးချောက်ချောက်ပိန်တယ်လေငယ်
မိန်တမိန်မိန်အိုမင်းချီပေါ်နော်အယိုးကတော့အသားပေါ်မှာအရည်လေးရနေပြီးတော့အသားကလည်းနဲသွားပြီလေအယိုးပေါ်မှာအရည်လေးတင်နေတော့အသားမရှိတော့အသားမရှိတဲ့အတွက်ကြောင့်အယိုးချောင်းချောင်းပိန်တလိမ့်နဲ့ပိန်နေတာမိန်တမိန်မိန်အိုမင်းချီပေါ်နော်မိအောင်လေးမိန်နေတယ်လို့ပဲဦးတဲ့စင်းရဲခံစားနေလို့ရတော့ဘွား